ရန်ကုန်မြို့နယ်ကိုယ်စားလှယ်အမှတ်1ဦးမင်းသိန်းထွန်းကရန်ကုန်မြို့တော်ရေစည်းရေလာကောင်းမွန်ရေးရေဟိုရေရှမ်းကြားခြင်းရော်နေစီရေးတို့အတွက်အသိပညာရှင်အတတ်ပညာရှင်များဖြင့်တေချာကွင်းစင်းလေ့လာစီစစ်မှုများပြုလုပ်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိနှင့်ဆက်လင်းသည့်မေကွန်မေးမြန်းထားပါတယ်ကိုယ်စားလှယ်မေးမြန်းရန်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာစိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့်အလုပ်ကိုင်းစီးပွားများကြီးပွားတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်လေးစားအပ်ပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့မရန်ကုန်မြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးမင်းသိန်းထွန်းဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ရဲ့မိကွန်းကတော့ရန်ကုန်မြို့တော်တွင်နှစ်စဉ်မိုးရာသီရောက်တိုင်းရေသီးရေလာအကောင်းကြီးကြောင့်ရေဝိရေချမ်းမှုများဖြစ်ပေါ်လျက်ရှိပါတယ်ရေဝိရေချမ်းမှုကြောင့်မြင့်ချိန်မှာမိုးများလျင်များသလို3 နာရီမှ10 နာရီခန့်ထိကြာမြင့်ပြီးရင်တော်လာမှုများအဆင်မပြေဖြစ်ရပါတယ်။၎င်းအပြင်အနေပိုင်းတွင်ရှိသောလမ်းများတွင်ချက်ပြုတ်စားတောက်၍ခက်ခဲများကြုံတွေ့ရပါတယ်။ဤလာအကောင်းကြီးကြောင်းရင်းများတဲ့တွင်လမ်းပေါ်နှင့်ချောင်းမြောင်းတဲ့သို့စီကမ်းမဲ့အမိုက်စုပြည့်ချင်းချောင်းမြောင်းများကျူးကျော်၍အဆောက်အအုံများဆောက်လုပ်ခြင်းတို့လည်းပါဝင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်းအမိုက်များစနစ်တကျဆွန့်ပစ်ရေးရေစီးဆင်းမှုကိုဟန်တားလျက်ရှိသောချောင်းကျူးမြောင်းကျူးရှင်းလင်းခြင်းလုပ်ငန်းများကိုအလေးထားဆောင်ရွက်ရန်တိုက်တွန်းအပ်ပါတယ်။ PowerPoint အသုံးပြုခွင့်ပေးပါလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ Next ခုမြင်တွေ့နေရတာကတော့စီကံမဲ့အလွယ်တကူစုပြစ်ခြင်းများကြောင့်ရေမြောင်းတဲ့တွင်အမိုက်များပြည့်နေပုံများဖြစ်ပါတယ်ရန်ကုန်မြို့တော်သူမြို့တော်သားများအနေဖြင့်လည်းအမိုက်များကိုစနစ်တကျစုပြစ်ပေးနိုင်ရေးနှင့်မိမိနေထိုင်ရာမြို့တော်သားရလှပရေးကိုကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ပေးပါရန်လေးစားစွာဖြင့်မေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ် Next အခုမြင်တွေ့နေရတာကလွန်ခဲ့တဲ့10 နှစ်ခန့်မှစ၍နှစ်စဉ်မိုးရာသီရောက်တိုင်းအမြန်ကုန်းမြို့နယ်အမှန်5ရက်ွက်ရှိအောင်မင်္ဂလာလမ်းရေကြီးနေသည့်ပုံများဖြစ်ပါတယ် Next လက်ရှိအမိုက်သိမ်းရင်အိုပုံများဖြစ်ပါတယ်ရန်ကုန်မြို့တော်တွင်အမိုက်သိမ်းရင်များလိုအပ်လျက်ရှိသည့်ဖြင့်တက်တန်းကြောင်မြင့်ပြီးဖြစ်၍စွမ်းဆောင်ရည်ကျဆင်းနေသောရင်အိုများလည်းရှိပါတယ်။အကြောင်းမို့လာမယ့်ဗန္ဒာနှစ်တွင်လိုအပ်လျက်ရှိသောအမိုက်သိမ်းရင်တင်များဝယ်ယူနိုင်၍ဆောင်ရွက်ပေးပါရန်လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာတင်ပြအပ်ပါတယ်။ဘုဖြစ်ပါ၍နှစ်စဉ်ရည်သည့်ရေလာကောင်းမွန်ရေးနိုင်ငံတော်မှငွေကြေးများသုံးစွဲနေတော်လဲရည်သည့်ရေလာတိုးတက်ကောင်းမွန်လာခြင်းမရှိသည်ကိုတွေးရှိနေရခြင်းကြောင့်ကျွန်တော်သိလိုသည်မှာရန်ကုန်မြို့တော်ရည်သည့်ရေလာကောင်းမွန်ရေးရေဝိရေရှမ်းမှုကြားခြင်းရော်နေသည်တို့အတွက်အသိပညာရှင်အတတ်ပညာရှင်များဖြင့်ဒေချာကွင်းစင်းလေးလာစီစဉ်မှုများပြုလုပ်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိသိလိုပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကဖြေကြားပေးဖို့ဖြစ်ပါတယ်ဒေသပါတော့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းစိုးအဖွဲ့ဖွဲ့ဝင်များလွှတ်တော်ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရန်ကုန်တိုင်းစိုးအဖွဲ့မှစီပင်သားရေးဝန်ကြီးဦးမျိုးမြင့်အောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ကိုယ်စားလှယ်အမှတ်1ဦးမင်းသိန်းထွန်းမေးမြန်းထားတဲ့ရန်ကုန်မြို့တော်ရည်စည်းရလာကောင်းမွန်စီရေဝတ်ရေရှမ်းမှုကြာခြင်းယုံနေစီအတွက်အသိပညာရှင်အတတ်ပညာရှင်များဖြင့်တေချာကွင်းစင်းလေ့လာစစ်စစ်မှုများပြုလုပ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိနဲ့ဆက်လျင်းနဲ့ကျေပွင့်ပြမေးခွန်းပေါ်ဖြေကြားသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့တော်အတွင်းမှာရန်ကုန်မြို့တော်စီမံသားရေးကော်မတီအနေနဲ့အင်ဂျင်နီယာဌာနစောက်ဟုတ်အင်ဂျင်နီယာဌာနလန်ဒရာအင်ဂျင်နီယာဌာနရေနဲ့တန်ရှင်းမှုအင်ဂျင်နီယာဌာနရေကြီးရလာစီမံခန့်ခွဲမှုဆိုပြီးတော့အင်ဂျင်နီယာဌာန၄ခုနဲ့ဖွဲ့စည်းထားရှိပါတယ်။ရန်ကုန်မြို့တော်အတွင်းမှာရေကြီးရေရှမ်းမှုများရောနေစေဖို့အတွက်အင်ဂျင်နီယာဌာနရေကြီးရလာစီမံခန့်ခွဲမှုကအဓိကဆွမ်းလျက်ရှိပြီးတော့မှ
အဲ့ဒီဌာနမှာမဟာဘွဲ့ရအင်ဂျင်နီယာဝန်ထမ်း9ဦးဘီဘွဲ့ရအင်ဂျင်နီယာဝန်ထမ်း82ဦးအင်ဂျင်နီယာဒီပလိုမာဘွဲ့ရအင်ဂျင်နီယာဝန်ထမ်း58ဦးနဲ့ရည်စည်းလာလုပ်ငန်းအားလုံးကိုဝါရင်အင်ဂျင်နီယာဌာနမှုနဲ့အင်ဂျင်နီယာဝါရင်ကုမ္ပဏီဝင်များကကြံ့ပတ်ကုတ်ကဲပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းတင်ပြပါတယ်။ဒါအပြင်မှာဌာနမှုများနဲ့ကုမ္ပဏီဝင်များကလည်းနေ့စဉ်ချောင်းမြောင်းများနဲ့မြစ်ထွက်ပေါက်များကိုရည်စည်းလာတိဆောက်ရေးလုပ်ငန်းများအားစစ်ဆေးကြံ့ပတ်လျက်ရှိကြောင်းတင်ပြပါတယ်။ PowerPoint အသုံးပြုပြီးပြုပါမယ်။ပုံတော့ next ဒါအပြင်မှာရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ရန်ကုန်နောက်ပိုင်းနည်းပညာတက္ကသိုလ်တို့မှာပမောက္ခဌာနမှုများကျောင်းသားကျောင်းသူများနဲ့ဌာနမှဝါရင်အင်ဂျင်နီယာဝန်ထမ်းများပူးတွဲပြီးတော့မှရည်စည်းရလုပ်ငန်းများအတွက်ဒီဇိုင်းပုံထုတ်ခြင်း level survey တိုင်းတာခြင်းရည်တုပမာဏတွက်ချက်ခြင်းအစရှိတဲ့လုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ်2025-26ဘန်နာရဲ့နှစ်ပြီးခဲ့တဲ့နှစ်ကနေစပြီးတော့မှလှိုင်သာမြို့နယ်နဲ့ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့မှာအဆိုပါ level survey တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများနဲ့အသုံးချပြီးတော့မှရေမြောင်းများစောက်လုပ်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ်။ဒါအပြင်မှာရန်ကုန်မြို့တော်အတွင်းယာယီရေတိုးလောင်ခြင်းရေလျှော့ခြင်းအစရှိသည့်တို့ကိုကန်တော်ကြီးအင်းအားကန်နဲ့ရေထုကန်များမှာစနစ်တကျတွက်ချက်ပြီးတော့မှကျွမ်းကျင်အင်ဂျင်နီယာဝန်ထမ်းများမှကိုကဲဆောင်ရွက်လျက်ရှိကြောင်းတင်ပြပါတယ်။ဒီရေတက်ချိန်များမှာမြစ်ထွက်ပေါက်ရေတကားများပိတ်ခြင်းမိုးသီးထံမှာကကုန်းတွင်းပိုင်းရေများကိုရေစုပ်ပံများဖြင့်စုပ်ခြင်းဒီရေကြချိန်မှာရေတကားများပံခွင့်ခြင်းများကိုအချိန်နဲ့တပြေးညီရည်စည်းရလာတာဝန်ခံအင်ဂျင်နီယာများမှတွက်ချက်ဆောင်ရွက်လျက်ရှိကြောင်းတင်ပြပါတယ်။လမ်းမကြီးများလမ်းသွယ်များမှာရေတင်ကြံမှုမရှိစေဖို့အင်ဂျင်နီယာဌာနလန်ဒရာနဲ့အင်ဂျင်နီယာဌာနရည်စည်းရလာစီမံခန့်ခွဲမှုပူးပေါင်းစီမံခန့်ခွဲလျက်ရှိကြောင်းတင်ပြလိုပါတယ်။သို့တော်လည်းပဲမိနစ်အနည်းငယ်အတွင်းမှာရုပ်ချီးမိုးတီးထန်သောရွာသွန်းချိန်များမှာတော့စီကမ်းမဲ့အမိုက်ဆွန့်ပစ်ခြင်းများကြောင့်ရေမြောင်းပိတ်ဆို့များဖြစ်ပေါ်ပြီးလမ်းပေါ်ရေရှမ်းမှုအချိန်ပိုင်းခဏတာကြာမြင့်တတ်တဲ့အတွက်အင်ဂျင်နီယာဌာနရည်စည်းလာစီမံခန့်ခွဲမှုမှရေမြောင်းရှင်းလင်းလုပ်သားများဖြင့်ချိန်ပြည့်စင်ဆက်မပြတ်ထိမ့်သိမ်းဆောင်လျက်ရှိကြောင်းလွှတ်တော်ဥက္ကဋ္ဌမှတဆင့်လေးစားစွာပြန်လည်ဖြေကြားပါတယ်ကျေးဇူးတင်ပါတယ်